ဆိုကမယ်ဘိုးဒီဝိုင်းရောဘိုးဘဝိုင်းရောပါရနော်ပြီးကြစို့ကကြစို့နေနဲ့သားငါနဲ့သားကျွေးရောကနေငုံမို့ကရွှေရောကနေငုံပုံမှာအနေမို့မှာတော့ချင်းနဲ့ပေါ့ဟာပြောပြောတော့ဂျုံမကမို့ဘုံချက်ကဒီဖွေးမဆေးလို့ကနာရွှေရောရဲ့တိတ်ကိုယူတော့နေငိုအာနာမိမို့တနာမိယာဟဲ့ရွှေရောနေလုံးငရုံးအားကိုလေမိမို့ကတနာလေဟဲ့အောက်မှာသူကရင်လာလာကြည့်စေဒီမှာတော့ဆိုတဲ့တော်မိုးရငါကိုကြည်စမ်းပါနေတော့ကောင်းမှာဘီလူပါများတော်မတင်မအဖို့ကြီးရွှေရိုးရရှူသွားပြီလားကွာရှိရဲ့အိမ်နာလာဆေးချန်နေရသေးတဲ့တော့ရွှေဆိုတဲ့မြို့ရဲ့ကဘယ်တော့မှမယိုးပါသိရလားမို့ဆိုတဲ့မိုးရွာမှမြစ်ချောင်းတွေဖြစ်လာရွှေဆိုတဲ့မြို့ရဲ့ကဘယ်တော့မှမယိုးပါမို့ဆိုတဲ့မိုးရွာမှမြစ်ချောင်းတွေဖြစ်လာရွှေရိုးဆိုတာဟာလေးဘယ်ခါမှမယိုးပါဘူးဗျာရွှေရိုးဆိုတာဟာလေးဘယ်ခါမှမယိုးပါဘူးဗျာဆိုတာဘယ်ခါမှမယိုးပါဘူးဗျာမို့ဆိုတာဟာလေးဤကမအကျိုးတထောင်တာမိမို့ဆိုတာဟာလေးအရာရာကိုမိုးလျက်တာပါမိမို့ကလေအရာရာကိုမိုးနေတာတော့ချစ်လို့စားတာစိတ်တော့မဆိုးနဲ့ဦးရှိရုံးနဲ့ထောင်မို့တွေ့လို့ကြကြမှာဒီမှာတော့ဆိုတဲ့တော်မိုးရငါကိုကြည်စမ်းပါနေတော့အောက်မှာဘီလူပါများတော်တာတင်တာအဖို့ကြီးရွှေရိုးရရှူသွားပြီလားကွာရှိရဲ့အိမ်နာကဆေးချန်နေရသေးတဲ့တော့ရွှေဆိုတဲ့မြို့ရဲ့ကဘယ်တော့မှမယိုးပါမို့ဆိုတဲ့မိုးရွာမှမြစ်ချောင်းတွေဖြစ်လာရွှေဆိုတဲ့မြို့ရဲ့ကဘယ်တော့မှမယိုးပါမို့ဆိုတဲ့မိုးရွာမှမြစ်ချောင်းတွေဖြစ်လာရွှေရိုးဆိုတာဟာလေးဘယ်ခါမှမယိုးပါဘူးဗျာရွှေရိုးဆိုတာဟာလေးဘယ်ခါမှမယိုးပါဘူးဗျာရွှေရိုးဆိုတာဘယ်ခါမှမယိုးပါဘူးဗျာမို့ဆိုတာဟာလေးဤကဘာကျူတဲ့ထောင်တာမိမို့ဆိုတာဟာလေးအရာရာကိုမိုးလျက်တာပါမိမို့ကလေအရာရာကိုမိုးနေတာတော့စိတ်တော်မဆိုးနဲ့ချစ်လို့စားတာဦးရွှေရိုးနဲ့တော်မိုးတွေ့လို့ကနာမှာပြောရအောင်မယ်ခင်ဗျာမြန်မာရိုးရမမေ့ကြပါနဲ့ဗျာဘယ်တော့မှမြန်မာရိုးရကိုမမေ့ကြနဲ့နော်ဦးစီတို့မဲ့တန်တာရင်ချင်းတဲ့မြမရဲ့ဂီတပါဦးစီတို့မဆိုတာရင်ချင်းတဲ့မြမဂီတတော့မြန်မာတို့ပွဲမှာတော့သူပါရင်သူတကာရှင်းလားသူပါမှသူတကာရှင်းလားဗျာမြမတို့ပွဲမှာတော့သူမပါရင်လူမလာချင်လားသူမပါရင်လူမလာချင်ဘူးတော့တို့ရဲ့ညီမတို့တဲ့ကိုရမြို့တွေချင်းပါရုံးလဲလို့လားရွှေရုံးနဲ့တော့